ရက်4လ2025ဗရူးနေ့ညပိုင်းမှာရှင်ပြိုင်ကစားကြမဲ့ဥရောပချန်ပီယံလိဆီမီဖိုင်နယ်ပွဲစဉ်ရဲ့စိတ်ကြိုက်ရွေးချယ်မှုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကြော်ကြီးတဲ့ Master Facebook Page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါဒီနေ့မှာဆိုရင်တော့ဒါချန်ပီယံလိဒုတိယညပေါ့မနေ့ကညကတော့အာဆင်နယ်နဲ့ PSG ပွဲစဉ်ကတော့ကျွန်တော်ထင်ထားသလိုပဲZ1 ဆိုတဲ့ရလဒ်မျိုးနဲ့ပဲဒါအာဆင်နယ်တို့အိမ်ကွင်းမှာရှုံးပွဲကြုံပြီးတော့ကိုဒါဂိုးအောက်သွားထားခဲ့တယ်နှလုံးအရှုံးဆိုတော့မနေ့ကကျွန်တော်ရွေးချယ်ပေးခဲ့တာဂိုးအောက်ဆိုတော့အားလုံးဒါအပြည့်အဝစားရလိမ့်မယ်အဲ့တော့ဒီနေ့မှာလည်းပဲဒါဒုတိယညမှာကစားကြမဲ့ပွဲစဉ်မှာလည်းအကောင်းဆုံးရလဒ်ပိုင်ဆိုင်နိုင်အောင်လို့ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ညကစားမဲ့ပွဲစဉ်ကတော့ဒါမြန်မာစံတော်ချိန်1:30မိနစ်မှာကစားကြမဲ့ဘာစီလိုနာနဲ့အင်တာမီလန်ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုရင်တော့အေရှင်ဘာစီလိုနာကတော့ကြေးကြောပေးမှုမှာဆိုရင်တော့ဒါတလုံးတရီဆိုပြီးတော့ကြေးကြောပေးထားခဲ့တယ်ကိုပေါင်းဈေးကတော့3လုံး level အထိကိုစပြီးတော့ဖွင့်လှစ်ထားတာတွေ့ရပါတယ်အဲ့တော့ဒါ body ဈေးအနေထားနည်းနည်းလေးမငြိမ်မသက်ဖြစ်ထားတာတော့တွေ့ရတယ်ဒါအစောပိုင်းနေတုန်းကဆိုလို့ရှိရင်တလုံး20စားတလုံး30စားတို့ဒါဖြစ်ထားခဲ့ပြီးတော့ဒါအခုလက်ရှိဗီဒီယိုရိုက်နေတဲ့အချိန်မှာဆိုရင်ဒါတလုံးတရီအထိကိုကြေးကပြင်းပြင်းရှက်ပြန်ပြီးတော့တက်လာတာကိုတွေ့ရပါတယ်အဲ့တော့ဒီကြေးကြောပေးမှုအရမှာဆိုရင်တော့အေရှင်ဘာစီလိုနာကျင်းတွေပေါက်ဒါအနိုင်ရရှိမဲ့အနေထားရှိလို့ဒါဒီလောက်ထိဒါကြေးကြောပေးထားတယ်ဆိုပြီးတော့ဘိုကီကခံမှန်းပြီးကြေးကြောပေးထားတာလို့ပဲမြင်ပါတယ်အဲ့တော့နှစ်သင်းလုံးရဲ့ဖောင်နေထားတွေကိုကြည့်ရမယ်ဆိုရင်တော့အေရှင်ဘာစီလိုနာကတော့တကယ်ကိုဒါဒီနေ့ယာဒီမှာလည်းအကောင်းဆုံးယာဒီကိုဖျက်ဆီးထားခဲ့ပြီးတော့သူတို့ချန်ပီယံအဖြစ်လဲရေပန်းအစားဆုံးအသင်းတစ်သင်းလဲဖြစ်တယ်ပြီးတော့သူတို့အမှတ်ပေးမှာလည်းပဲအဆင့်နှစ်ကရီးရဲကိုအမှတ်တွေဖျက်ပြီးတော့ကိုဒါအမှတ်ပေးချန်ပီယံဖြစ်ဖို့လဲတော်တော်လေးဒါရာခိုင်နှုန်းများတာကိုတွေ့ရတယ်အဲ့တော့ဖလားလေးလုံးလမ်းကြောင်းပေါ်ကဘာစီလိုနာအသင်းကလည်းပဲဒီနေ့အိမ်ဝင်းမှာကစားရမယ့်အနေအထားမျိုးမှာအကောင်းဆုံးအိမ်ဝင်းရလက်ပိုင်းအကောင်းဆုံးပိုင်ဆိုင်နိုင်အောင်လို့ကစားလိုက်မယ်ချန်ပီယံလိပွဲစဉ်တောက်လျှောက်တိုင်းမှာလည်းပဲအိမ်ဝင်းရလက်က2ဂိုးထက်မနည်းကိုဘာစီလိုနာတို့ဒါဂိုးသွင်းထတာလည်းတွေ့ရတယ်အဲ့တော့ဒါအဝေးကွင်းအင်တာမီလန်ကိုတစ်ချက်သွားကြည့်ရမယ်ဗျာအင်တာမီလန်အသင်းကလည်းပဲလက်ရှိဒါဆီမီဖိုင်နယ်အထိကိုရောက်ရှိထားတာဖြစ်တဲ့အတွက်ကိုသွားပြီးတော့ short တွက်လို့တော့မရဘူးဘာစီလိုနာတို့ဒါလှုပ်ချင်တိုင်းလှုပ်လို့ရတဲ့အနေအထားတော့မဟုတ်ဘူးသူတို့ရဲ့ဒါကစားသမားတွေရောပြီးတော့သူတို့နီးပြတွေရောလုံးဝတဘာရင်ဝါရင်ဒါကစားသမားတွေဒါအတွေ့အကြုံပိုင်းဆိုင်ရာတွေမှာလည်းတကယ်ကိုဘာစီလိုနာထက်ကိုတာလွန်ကောင်းမွန်နေတာကိုတွေ့ရတယ်ဘာစီလိုနာအသင်းကတော့ဒါလူငယ်တွေနဲ့ခြေစွမ်းပြမှုအစုအဖွဲ့နဲ့ကိုလုံးဝဒါအဆင်ပြေထားခဲ့ပေမဲ့ဒီအင်တာမီလန်အသင်းကတော့သူတို့ဒါတပိုင်းရင်ဝါရင်ပလေယာတွေရောပြီးတော့တိုက်စစ်ပိုင်းမှာဆိုရင်မာကတ်တူရန်တို့မပါဝင်လာနိုင်ပေမဲ့ဒါအင်တာမီလန်ရဲ့တိုက်စစ်ကိုမာတီနက်တို့တော်တော်လေးဒါဥဆောင်ထားနိုင်တာလည်းတွေ့ရတယ်ဘာစီလိုနာလှုပ်ချင်တိုင်းလှုပ်လို့ရတဲ့အနေအထားမဟုတ်တဲ့အသင်းတစ်သင်းဆိုတာတော့ဒါသိထားရမှာလည်းဖြစ်တယ်ဒါနှစ်သင်းလုံးအနေအထားကိုကြည့်ရမယ်ဆိုရင်ဒါအခုနောက်ပိုင်းမှာအင်တာမီလန်အသင်းအနေနဲ့ဘိုင်ယန်မြူနစ်ကိုတူတူတည်ရကြခဲ့တဲ့ပွဲစဉ်အပြီးမှာဒါတော်တော်လေးခြေရိုင်လာတာကိုတော့တွေ့ရတယ်ဘလောနာကိုရှုံးခဲ့တဲ့ AC မီလန်ကိုသူတို့ဆီမီဖိုင်နယ်ဒုတိယအကြော့မှာဒါ Z3 ဆိုတဲ့ရလဒ်မျိုးနဲ့အိမ်ဝင်းမှာကိုရှုံးနေပြီးတော့ကိုဒါထွက်ခဲ့ရတယ်အီတလီကပ်ပွဲစဉ်မှာပေါ့ဒါရှုံးပြီးတော့ဆီမီဖိုင်နယ်ကနေထွက်ခဲ့ရတယ်ပြီးတော့နောက်ဆုံးကစားထားခဲ့တဲ့ပွဲဆိုလို့ဆိုရင်ဒါရိုမာကို Z1 ဆိုပြီးတော့အိမ်ဝင်းကပဲရှုံးထားခဲ့တယ်အဲ့တော့သူတို့အမှတ်ပေးမှာလည်းပဲတော်တော်လေးထိကြိုက်ထားခဲ့တယ်နာပိုလီအမှတ်ပြန်ပြီးတော့ဖြတ်ထားတာကိုလည်းခံရတယ်အရာရာမှာအခုနောက်ပိုင်းမှာလုံးဝအပေါင်းလက္ခဏာဆောင်ထားခဲ့တဲ့ဒီလောလောလတ်လတ်လည်းပဲဖလားတွေသူတို့ပြည်တွင်းဖလားတွေရယူထားခဲ့တဲ့ဘာစီလိုနာရဲ့တိုက်စစ်ကြောင်းကိုအင်တာမီလန်အသင်းအနေနဲ့ဒါခံနိုင်မှာမလားနောက်ဆုံး3ပွဲမှာတကိုးမှမရဘဲနဲ့ပေးကိုအနေနဲ့9ဂိုးအထိပေးထားရတဲ့ခံစစ်ကြောင်းကဒါအင်တာမီလန်ကစားသမားတွေအနေနဲ့လည်းပဲတော်တော်လေးစိတ်သက်ပိုင်းနည်းနည်းရွရွမှုတွေလည်းဖြစ်ထားခဲ့တယ်ဘာစီလိုနာကတော့အိမ်ဝင်းကနေပြီးတော့ကိုဒါကစားရမှာလည်းဖြစ်တယ်ပြီးတော့စိတ်သက်ပိုင်းကဒါလုံးဝကိုဆိုးဟိုက်နေခဲ့တယ် on fire ဖြစ်ထားခဲ့တယ်ရီယယ်မက်ဒရစ်ကိုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်အနိုင်ယူပြီးတော့ဖလားလဲရယူထားတာဖြစ်တယ်ဗျအဲ့တော့ဒီနေ့ပွဲစဉ်မှာကတော့ကြေးကြောပေးထားမှုမှာဆိုရင်လည်းပဲဘိုကီကကျင်းတီပေါက်ဒါဘာစီလိုနာဘက်ကိုတလုံးတရီအထိကိုပေးထားတာဖြစ်တဲ့အတွက်ဒီနေ့ကတော့အိမ်ကွင်းအာသာချက်နဲ့ကိုတိုက်စစ်ပိုင်းခံစစ်ပိုင်းကွင်းလယ်ပိုင်းလုံးဝမျက်မှတ်တတနဲ့ကိုတူးချင်းအနေထားမှာလည်းပဲတူးချင်းဖြတ်ကျော်မှုတွေမှာလည်းလုံးဝအသာစီးအခုနောက်ပိုင်းမှာအဆင်ပြေနေခဲ့တဲ့ဘာစီလိုနာရဲ့ဘော်ဒီကိုပဲအကြိုက်တွေ့ပါတယ်ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းမှာဆိုရင်လီယွန်ဒေါ့စကီမပါဝင်လာနိုင်ရင်တော့မှပဲဒါတော်ရက်စ်တို့ရှိတယ်ပြီးတော့တောင်ပန်နေမှာဆိုရင်လည်းပဲယာမယ်ရိုရဲ့ဒါကြော်ဖြတ်မှုတွေဒါလုံးဝကန်သွင်းချက်တွေက
အင်တာမီလန်ရဲ့ခံစစ်ကြောင်းလုံးဝကိုဒုက္ခတွေ့စေမှာပါပြီးတော့ဒီဘက်ကဆိုရင်လည်းပဲဒါရာဖင်ညာတို့ဆိုရင်လည်းပဲလုံးဝပွဲစဉ်တိုင်းမှာအမြဲတမ်းလိုဂိုးဖန်တီးမှုတွေဂိုးသွင်းမှုတွေအရေးကြီးရင်ကြီးတယ်လို့မျိုးဒါဂိုးသွင်းမှုတွေလှုပ်ထတာကိုတွေ့ရတယ်ကွင်းလယ်ပိုင်းမှာဆိုရင်လည်းပဲဒါလုံးဝအဆင်ပြေတယ်ဗျဘာစီလိုနာရဲ့ကွင်းလယ်ပိုင်းမှာဆိုရင်ဒါဒီကြောင်တို့ဘက်ထရီတို့တွေဆိုရင်လည်းတကယ်ကိုဒါလူငယ်ပီပီတိုက်စစ်ခံစစ်လုံးဝမျှတစွာကစားထားနိုင်ခဲ့တယ်လူငယ်တွေရဲ့ဒါယုံအားနှုံးနေနဲ့ကိုလုံးဝအဆင်ပြေခဲ့တယ်ခံစစ်ပိုင်းမှာဆိုရင်လည်းဒါကွန်ဒီတို့ပြီးတော့ကူဘာစီတို့မာတီနက်တို့ဆိုလုံးဝအငြိမ်ပြလူငယ်ကစားသမားတွေဆိုပေမဲ့ဒါဘောကျော်နဲ့ကိုလုံးဝကစားတာကိုအဆင်ပြေခဲ့တယ်အဲ့တော့ဒါအိမ်ဝင်းမှာလည်းပဲရက်လက်ကောင်းပိုင်ဆိုင်ထားနိုင်မှနောက်တစ်ကြော့ဒီအီတလီမြေမှာတွားပြီးတော့ဒါအပူပင်ကီးကင်းနဲ့ကစားဖို့ရာအတွက်ကိုဘာစီလိုနာတို့အိမ်ဝင်းမှာပြတ်သားတဲ့ရက်လက်မျိုးဖော်ဆောင်နိုင်အောင်ကစားပါလိမ့်မယ်ကြေးကြောပေးထားမှုမှာဆိုရင်လည်းဘာစီလိုနာဒါအနိုင်ကြီးလို့လည်းသတ်မှတ်လို့ရတယ်ပြီးတော့ဒါနှစ်သင်းလုံးရဲ့တင်းဖောင်အရာမှာဆိုရင်လည်းပဲဘာစီလိုနာကအဖက်ဖက်ကနေပြီးတော့ဒါအခုလက်ရှိအခြေအနေမှာတာလွန်ကောင်းမွန်နေတာဖြစ်တဲ့အတွက်တလုံးတရီဈေးကတော့ဒါဘာစီလိုနာကိုပဲဇွတ်မိတ်ပြီးတော့ကိုစွန်စားတဲ့ပွဲစဉ်တစ်ပွဲလိုပဲယူဆပါတယ်တရီနဲ့အနိုင်ပဲလို့ယူဆရမှာပါဒီပွဲစဉ်ကဒါဘာစီလိုနာဂိုးပြန်ပေးရမယ်ဆိုရင်ဒါ 2-1 ပေါ့ဂိုးမပေးရဘူးကလစ်ရှိရမယ်ဆို 2-0 ဘာလို့တကြောင်မှမှန်းပါတယ်တရီနဲ့အနိုင်လို့ယူဆထားတာဖြစ်တဲ့အတွက်ကျွန်တော်ဘာစီလိုနာရဲ့ဘော်ဒီကိုဒီနေ့မှာတော့ရွေးချယ်ပေးခြင်းပါတယ်โอเคဒီနေ့ဆီမီဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘာစီလိုနာနဲ့အင်တာမီလန်ရဲ့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ရဲ့အကြိုက်ကတော့ဒါဘာစီလိုနာရဲ့ body ပဲဖြစ်ပါတယ်အကြိုက်ချင်းထပ်တူကြတယ်ဆိုရင်တော့လိုက်ပြီးတော့ကစားပေးပါအကြိုက်ချင်းထပ်တူမကြဘူးဆိုရင်တော့ညီကိုတို့စိတ်ကြိုက်တိုင်းဖက်ကန်ပြီးတော့ကစားနိုင်ပါတယ်ပြီးတော့ဒါညီကိုတွေကိုနောက်တစ်ခုအနေနဲ့ကြော်ညာပေးချင်တာကတော့ဒါကျွန်တော်စီမှာ online bet တွေအနေနဲ့ဘောလုံးပွဲတွေကိုအကောက်ဖွင့်ပြီးတော့ကစားလို့ရပါတယ် K9 win website မှာကစားရမှာပါ K9 win မှာဆိုရင်တော့ဒါ website အတွင်းမှာမြန်မာလူတွေအားလုံးပဲညွှန်ပြထားတာဖြစ်တဲ့အတွက်လုံးဝကစားရတာလွယ်ကူပါတယ်ဘောလုံးပွဲကစားရမှာဆိုရင်လည်းပဲမြန်မာကြီးမလေးကြီးယူရိုကြီးဟောင်ကောင်ကြီးဒါကြေးပေါင်းစုံတွေကိုကိုကြိုက်နှစ်သက်တဲ့ကြေးတွေနဲ့ကိုကစားလို့ရတာဖြစ်တဲ့အတွက်လုံးဝအဆင်ပြေပါတယ်ကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်နဲ့ကစားရမှာပါဂျာကန် agent လုံးဝမရှိပါဘူးပြီးတော့ဒါအကောက်ဖွင့်ပြီးတော့မကစားခြင်းဘူးကြေးနားမလဲဘူးဆိုတဲ့ညီကိုတွေအတွက်လည်းပဲကျွန်တော်အပြင်ကြေးဖွင့်ပေးထားပါတယ်အပြင်ကြေးကိုတော့ညနေပိုင်း9နာရီလောက်ကနေပြီးတော့ဒါမနက်ခင်းဘောလုံးပွဲတွေအားလုံးပြီးတဲ့အထိလာရောက်ကစားနိုင်မှာပါအကောက်လုံးဝမယူပါဘူး website အတွင်းမှာရတဲ့ဇာအတိုင်းပြန်ပြီးတော့ပေးသွားမှာပါဒါကြောင့်မို့အကောက်ဖွင့်ပြီးတော့ကစားချင်တာပဲဖြစ်ဖြစ်အပြင်ကြေးကစားချင်တာပဲဖြစ်ဖြစ်ကျွန်တော်အခုဗီဒီယိုအောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပေးပါပြီးတော့ကျွန်တော်တို့ K9 win နဲ့အတူလက်တွဲပြီးတော့လည်း agent အဖြစ်လုပ်ကိုင်လို့ရပါတယ်agent ဖြစ်လုပ်ကိုင်မယ်ဆိုရင်လာစာ commission 30%အပြင်လာစဉ်လည်းပဲအပိုစုတွေပေးသွားအောင်ပါ commission 30%အထိပေးထားတာကတော့ကျွန်တော်တို့ဒါဒီ website တစ်ခုပဲရှိပါတယ်ကျန်တဲ့ website တွေမှာဆိုရင်တော့ဒါစားကြောင်းအနေနဲ့လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့စီမှာတော့အသက်တင်ဒါ30%ပြန်ပြီးတော့ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒါအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော် Viber Telegram နံပါတ်တွေကိုပဲဆက်သွယ်လာခဲ့ပေးပါအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဒါအခုလိုရွေးချယ်မှုဗီဒီယိုတွေကိုအမြဲတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe မနှိပ်ရသေးရင် subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါဦး TikTok အကြည့်နေညီကိုတွေလည်းပဲအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ Europa League Semi Final ရွေးချယ်မှုတွေနဲ့အတူပြန်လာပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ